အားလုံးပဲမင်္ဂလာပါလို့ကြိုဆိုလိုက်ပါတယ်ဗျာဒီတစ်ခါတော့ဒီမှာဒီ content production ပေါ့နော်တော့မဟုတ်လို့ရှိရင်လည်းပဲဒီရိုက်မာနကာရဲ့အကြောင်းကိုဒီမြင့်မြတ်တက်တယ်လာပြပေးတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အားလုံးစတယ်ပြီးတော့ like ပြီးလဲလာကြည့်လိုက်ရအောင်ဗျာဒီမှာဆိုလို့ရှိရင်ဒီ production content production ကပထမဆုံးအနေနဲ့ဆိုလို့ရှိရင်ဒီမှာစီပုံစံအပြာလေးအစိမ်းလေးနဲ့တွေ့ရမှာပေါ့နော်အဲ့ဒီအောက်မှာဆိုလို့ရှိရင်လည်းပဲသူဒီ content production ဆိုတာပေါ်နေလိမ့်မယ်နောက်ပြီးတော့ရှိရင်တက်ကဲ quanto osh ဟောင်းရောပါလိမ့်မသိဘူးအဲ့လိုစာတန်းလေးပေါ်နေလိမ့်မယ်ပေါ့နော်တချို့ဟာတွေကိုဒီမှာဒီ copyright ရဲ့ sequence ကြောင့်အသေးချာလေးမဖော်ပြနိုင်ဘူးနော်အဲ့မှာဆိုလို့ရှိရင်လည်းပဲအခုဒီမှာဆိုလို့ရှိရင်ဒီ monetization ရဲ့အောက်မှာဆိုလို့ရှိရင်လည်းပဲဒီ profile combination ရဲ့အောက်မှာဆိုလို့ရှိရင်လည်းပဲဒီ content production ဆိုတဲ့ပုံစံမျိုးပေါ်နေလိမ့်မယ်နောက်ပြီးတော့ရှိရင်အောက်မှာလည်းအစိမ်းလေးပေါ်နေပြီးတော့ဒီ available to set as ဆိုပြီးတော့ပေါ်နေလိမ့်မယ်ပေါ့နော်အဲ့လိုပြနေပြီဆိုလို့ရှိရင်ဒီ content production ပိုင်ဆိုင်ထားပြီးတော့မဟုတ်လို့ရှိရင်လည်းပဲဒီရိုက်မာနကပိုင်ဆိုင်ထားပြီးဆိုတော့ပြပေးတာဖြစ်ပါတယ်အဲ့ဒါကိုသိထားဖို့နားလည်ထားဖို့လိုတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းပဲသူကဒီ available to set as ဆိုတဲ့နေရာဒီကိုယ့်ရဲ့ဗီဒီယိုအကာအကွယ်အဆောင်ရှောက်ပေါ့နော်အဲ့လိုလောက်ထားမှသာလေအခုလို view မျိုးတွေ့ရမှာဖြစ်ပါတယ်ဒါတော့ဒီတက်တဲ့မြန်ကွန်းလေးကိုပြပေးတာဖြစ်ပါတယ်အဲ့တော့ဒါကတော့နံပါတ်3ပုံစံပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်လည်းပဲဒီ content production ရဲ့ guide မနကောပိုင်ဆိုင်ထားတဲ့လူရဲ့မြန်ကွဲတွေကဒီတရားနဲ့တရားတော့တူမှာမဟုတ်ဘူးပေါ့နော်ဒီမှာကတော့ဒီကိုယ့်ရဲ့ပုံစံကိုလာပြပေးတာဖြစ်ပါတယ်နောက်နံပါတ်4ကိုကြည့်လိုက်အောင်ပေါ့နော်နံပါတ်4မှာဆိုလို့ရှိရင်လည်းပဲဒီအခုလိုပေါ်နေလိမ့်မယ်အခုဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီ quanto ပေါ့နော် quanto ရဲ့ဘေးမှာဆိုလို့ရှိရင်ဒီစီပုံစံလေးအမေးလေးတွေ့ရလိမ့်မယ်ပေါ့နော်နောက်ပြီးလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်အပေါင်းပုံစံလေးပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ဗီဒီယိုကခုနကဆိုလို့ရှိရင်ဒီအပြာလေးအစိမ်းရောင်အပြာလေးပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရမယ်ဒီမှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဗီဒီယိုကိုဖွဲ့ပေးထားတဲ့ on လောက်ထားတဲ့အကာအကွယ်အဆောင်ရှောက်လောက်ထားတာဖြစ်တဲ့အတွက်စီပုံစံလေးကအမေးလေးဖြစ်သွားတာပေါ့နော်အဲ့လိုဖြစ်သွားတဲ့ပုံစံမျိုးကိုတွေ့ရလိမ့်မယ်ဒီ quantity ရဲ့ဘေးမှာဆိုလို့ရှိရင်အပေါင်းရဲ့အလေပေါ့နော်နှစ်ခုကြားမှာဆိုလို့ရှိရင်ပေါ့နော်အဲ့လိုပုံစံမျိုးပြောင်းသွားလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဗီဒီယိုကကာကွယ်ပေးသွားပြီပေါ့နော်ဒါတော့နံပါတ်လေးမြင်ကွယ်ပေါ့နော်နံပါတ်5မြင်ကွယ်လေးကြည့်လိုက်အောင်ပေါ့နော်နံပါတ်5မြင်ကွယ်လေးမှာဆိုလို့ရှိရင်ဒီ professional dashboard ရဲ့အောက်မှာဆိုလို့ရှိရင်ဒီ content production ပေါ်နေလိမ့်မယ်နောက်ပြီးတော့ရှိရင်ဒီမှာ title 3ခုတွေ့ရလိမ့်မယ်ပေါ့နော်ပါတန်းလေးမှာဆိုလို့ရှိရင် overview ရဲ့ match ရဲ့ပေါ့နော်နောက်ပြီးတော့ production ရဲ့ဆိုပြီးတော့ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်လည်းပဲသူဒီ overview ကိုနှိုက်လိုက်တာနဲ့အခုလိုပုံစံတွေ့ရလိမ့်မယ်အောက်မှာဆိုလို့ရှိရင်အဝိုင်းလေးပြထားတဲ့ပေါ်ရဲ့2ရဲ့ OLED ဆိုတာပေါ့နော်ဒီမှာအသာရှိရတော့ဒီ OLED ထဲမှာဆိုလို့ရှိရင်ကိုမပေးရစေခုရှိတဲ့ဆိုစေခုလုံးကိုလာ join ထားလို့ရတယ်အခု20ရှိတယ်ဆိုလို့ရှိရင်အခု20လာ join ထားလို့ရတယ်တချို့တွေဟာရှိသမျှဗီဒီယိုဒီကိုယ့်ရဲ့ page မှာတင်လို့ရတယ်ကိုပီကမထိဘူးဆိုပြီးပြောကြတယ်ပေါ့နော်တော်တော်လေးပဲဒီ content လိမ့်မိုင်းမိန်းမှာကိုကြောင်းကြတယ်အဲ့ဒါတော့တရိပ်ထားဖို့လိုတယ်ပေါ့နော်တော်တော်လေးဗီဒီယိုမတူညီဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ကိုယ့်ရဲ့ profile မှာရှိတဲ့ဗီဒီယိုတွေဟိုသမျှကိုက idea တစ်မျိုးစီနဲ့ရှာပြထားတယ်ဆိုလို့ရှိရင်ဒီမှာလာ join ပေးလို့ရတယ်ပေါ့နော်ဒီမှာလာ join လို့ရတယ်အဲ့ဆိုလို့ရှိရင်အားလုံးကိုသူကကွယ်ပေးထားလိုက်မယ်ပေးတဲ့ profile account တွေအားလုံးကိုပေါ့နော်နောက်နံပါတ်6အရှင်းလေးကိုကြည့်လိုက်အောင်ပေါ့နော်နံပါတ်6မှာဆိုလို့ရှိရင်ဒီ match ဆိုတဲ့နေရာကိုနှိုက်လိုက်ရတယ်အခုလိုပေါ်လာလိမ့်မယ်ပေါ့နော်အခုလိုပေါ်လာပြီးတော့ရှိရင်ဒီမှာ you are all got no match yes ဆိုပြီးတော့ပေါ်နေလိမ့်မယ်ပေါ့နော်အဲ့ဒါကတော့ကိုယ့်ရဲ့ဗီဒီယိုဒီ you သုံးထားတဲ့လူမတွေ့သေးဘူး you သုံးထားတဲ့လူမရှိသေးဘူးသူတို့ okay အားလုံးခွတ်တယ်ပေါ့နော်ကိုယ့်ရဲ့ဗီဒီယိုဘယ်သူမှအလွှဲသုံးစားလောက်ထားတာမရှိသေးဘူးဆိုတော့အကြောင်းကိုပြပေးတာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့ဗီဒီယို you သုံးထားတဲ့လူတွေရှိတယ်ဒီတနည်းအားဖြင့်ခိုးတယ်ထားတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်အဲ့ဒီမှာနေပြီးတော့ဗီဒီယိုတစ်ပုတ်တည်းပေးထားတဲ့ ID number ဘယ်လောက်ပေါ့နော် copyright number ဘယ်လောက်ဆိုပြီးတော့သူလာပြပေးလိုက်မယ်အဲ့ဒါကတော့ဒီ match ရဲ့မြန်ကွန်းmatch ရဲ့ပြပေးတာပေါ့နော်နောက်ပြီးတော့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်လည်းပဲဒီ production ပေါ့နော်အဲ့ဒီ production ကိုနှိုက်လိုက်လို့ရှိရင်လည်းပဲသူအောက်မှာဗီဒီယိုတွေပြပေးလိုက်မယ်အောက်မှာဗီဒီယိုတွေပြပေးပြီးတော့ရှိရလေပဲဒီသူ product ဆိုတဲ့မြန်ကွက်ပုံစံမျိုးလေးတစ်ခုပြပေးလိုက်မယ်အဲ့ဒီလိုပြပေးပြီဆိုလို့ရှိရင်တော့သူကိုယ့်ရဲ့ဗီဒီယိုကိုကောက်ွယ်ထားပြီးစောင့်ရှောက်ထားရေပေါ့နော်ဒီ product ပုံစံအဲ့လိုပုံစံမျိုးဖြစ်ပါတယ်အဲ့မှာဆိုလို့ရှိရင်အဲ့လိုအကာအကွယ်ပြုတ်ထားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဗီဒီယိုကိုလူတို့တယောက်ကယူသုံးတယ်ဒါမှမဟုတ်လို့ရှိရင်လူအမြောက်များယူသုံးတယ်ဆိုလို့ရှိရင်ပူစရာမလိုဘူးview တက်လာဆိုတာစောင့်ကြည့်ရမယ်နောက်ပြီးတော့ဒီကိုယ့်ရဲ့ဗီဒီယို
ယူသုံးထားတာဘယ်လိုနေရာမျိုးမှာယူသုံးထားရလဲဆိုတာကိုစောင့်ကြည့်ရမယ်တကယ်လို့အဲ့ဒီဗီဒီယိုယူသုံးထားတဲ့လူရဲ့ဘယ်လိုဖိုင်ပေးမှာ view တက်တာဟူသည်များကိုညညာဝယ်တဲ့ပိုက်ဆံဟူသည်များကိုကိုကပြန်ယူထားလို့ရတယ်ပေါ့နော်ဒီနေ့စနိုက်ကပေါ့နော်အဲ့လိုလောက်ထားပြီဆိုလို့ရှိရပေါ့နော်အဲ့ဒါဆိုလို့ရှိရဒီမှာဒီcontent production ရဲ့အကြောင်းတွေကိုဒီနားလေတဲ့လောက်နားလေသွားကြလိမ့်မယ်လို့လည်းမျှော်လင့်နေဒါကတော့ဒီမှာမျက်မြင်သက်တည်နဲ့ရှာပြတာပေါ့နော်တော်တော်လေးပဲခုနရှိမှပြောသလိုကိုကတချို့ကိစ္စတွေကိုဒီကိုပီရဲ့ policy စိတ်ကရှေ့ဆောင်ပြလို့မရတာတွေကိုမပြပေးတာဖြစ်ပါတယ်ဒီပေးရလေးပဲနိပညာမျှဝေတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီ number 8နဲ့ number 9ကိုစက်ကြည့်လိုက်အောင်ဗီဒီယိုရဲ့အောက်မှာဆိုလို့ရှိရင်ဒီမှာ production ဆိုတော့ဗီဒီယို product content ဆိုတာပေါ်နေလိမ့်မယ်အဲ့ဒီမှာဘေးမှာဝိုင်းပြထားတဲ့အမှတ်ချက်လေးပေါ့နော်အဲ့ဒီအမှတ်ချက်လေးကိုဖွဲ့ပေးထားရမယ်တနည်းအားဖြင့်ဆိုလို့ရှိရင် on ပေးထားရမယ်ပေါ့နော်အဲ့ဒီရဲ့အောက်မှာဆိုလို့ရှိရင်လည်းပဲသူကဗီဒီယိုကဘယ်မိနစ်ရှိတယ်ဗီဒီယိုကဘယ်လောက်ရှိတယ် ID number ဗီဒီယိုရဲ့ ID number ဘယ်လောက်ဘယ်သူကတင်ထားတာဘယ်နေရာနေရာတင်ထားတာဆိုတော့ ID တွေအကုန်လုံးပေါ်နေလိမ့်မယ်ပေါ့နော်အဲ့လိုဆရာကြားတဲ့မြင်ကွက်တွေကိုတွေ့ရလိမ့်မယ်နောက်ပြီးလို့ရှိရင်ဒီမှာဗီဒီယိုရဲ့အောက်မှာဆိုလို့ရှိရင်လည်းပဲဒီစီပုံစံလေးနဲ့သူဒီ product ဆိုတဲ့ဒီအမေပုံစံလေးတွေစာလုံးတွေကအဲ့လိုဖြစ်နေလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီဗီဒီယိုကိုကောက်ွယ်ထားပြီးတကယ်လို့လူတို့တရားကအဲ့ဒီဗီဒီယိုကိုယူသုံးတယ်ဆိုလို့ရှိရင်အဲ့ဒီပိုက်စာတွေအကုန်လုံးကိုကလိမ့်လို့ရတယ်ပေါ့နော်အဲ့ဒါကိုသိထားဖို့လိုတယ်အဲ့ဒီအကြောင်းလေးကိုပြောပြပေးတာပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်လည်းပဲဒီ product ဆိုတဲ့အောက်မှာဆိုလို့ရှိရင်လည်းပဲသူနှိုက်ကြည့်လိုက်တာနဲ့အဲ့ဒီမှာ ID number တွေပေါ်လိမ့်မယ်နောက်ပြီးတော့ဗီဒီယိုရဲ့ quality အကြောင်းတွေဘယ်သူကတင်ထားတာဘယ်နေရာနေရာဆိုတာလေးသူပြပေးလိမ့်မယ်ပေါ့နော်ဒါတော့ number 8နဲ့9မြင်ကွင်းပေါ့နော် number 10မြင်ကွင်းလေးကိုကြည့်လိုက်အောင်ပေါ့နော် number 10မြင်ကွင်းလေးမှာဆိုလို့ရှိရင်ဒီမှာ additional date ဆိုတဲ့နေရာမှာ copy status ဆိုပြီးတော့ပေါ်နေလိမ့်မယ်အဲ့လို copy status ပေါ်နေတဲ့နေရာမှာဆိုလို့ရှိရင်လည်းပဲဒီမှာအောက်မှာဆိုလို့ရှိရင် CPU date လို့ပေါ်နေလိမ့်မယ်အခုနကပြောသလိုပေါ့နော်အဲ့ဒီအောက်မှာဆိုလို့ရှိရင်လည်းပဲဒီ video ရဲ့ ID number ပေါ့နော်နောက်ပြီးလို့ရှိရင် copy ရဲ့ ID number နောက်ပြီးလို့ရှိရင် original movie ရဲ့နေရာနောက်ပြီးလို့ရှိရင်တင်ထားတဲ့ data type အကုန်လုံးကိုသူပေါ်ပေးလိမ့်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရလိမ့်မယ်အဲ့တော့ဒီလောက်ဆိုလို့ရှိရင်တော့ဒီ content production တော့မရိုင်းမာနာကပေါ်နေတဲ့လူရောဒီ Facebook ကနေပြီးတော့ဒီ content production တော့မရိုင်းမာနာကနဲ့နေပြီးတော့ဘလို့စောင့်ရှောက်ထားတယ်လဲဘလို့ထိမ့်သိမ်းထားတယ်လဲဆိုတော့အားလုံးဘုဒ္ဓတော်လေးတွေရရှိသွားပြီးတော့အားလုံးမြင်ကြလိမ့်မယ်လို့လည်းထင်ပါတယ်အဲ့တော့ဒါကတော့ဒီမြင်ကွင်းလေးကိုတက်တက်ရှာပြတာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒီရှာပြလို့ရတယ်တော့ပဲရှာပြရတာဖြစ်တဲ့အတွက်တချို့ဟာတွေကိုဒီမြင်ကွင်းလေးနဲ့ပေါ့နော်နောက်ပုံစံတစ်ခုရောက်တဲ့အခါမျိုးကြာမှာပြန်ပြီးတော့လာရှယ်ပြပေးမှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီ content production ကိုပိုင်ဆိုင်ထားတဲ့လူဒါမှမဟုတ်လို့ရှိရင်ဒီရိုက်မနကာကိုပိုင်ဆိုင်ထားတဲ့လူတရားအနေနဲ့ပေါ့နော်ကိုယ့်ရဲ့ original content ကိုယ့်ရဲ့မူရင်းလက်ရကိုယ့်ရဲ့မူပိုင်းကိုယ့်ရဲ့ content ကိုယ့်ရဲ့ video တွေကိုယ့်ရဲ့အသံတွေကိုသူများတွေယူသုံးဖို့ကြောက်စရာမလိုဘူးပေါ့နော်တကယ်လို့အဲ့လိုယူသုံးတယ်ဆိုလို့ရှိရင်ကိုကဒီပုံစံနဲ့ဒီနေ့နဲ့ကာကွယ်ထားမယ်ထိမ့်သိမ်းထားမယ်စောင့်ရှောက်ထားမယ်ဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ video ကို original စောင့်ရှောက်ပေးသွားမှာဖြစ်ပါတယ်နောက်ပြီးတော့အဲ့ဒီပိုက်စာတွေအကုန်လုံးကိုလည်းကလိမ့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီလောက်ဆိုလို့ရှိရင်အားလုံးဘုသူတော်လေးတွေရရှိသွားပြီးတော့အားလုံးနားလည်သွားကြလိမ့်မယ်လို့မျှော်နေပါတယ်ဗျာအဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲပိုက်စာများများရကြပါစေလို့လည်းပဲဆုတောင်းပေးလိုက်ပါတယ်ဗျာဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျာ